ဒီနေ့မှာတော့လူမှုရေးပြဿနာတစ်ခုဖြစ်တဲ့လူကုန်ကူးမှုအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။လူကုန်ကူးမှုဆိုတာလူတဦးကိုလိမ်လည်မှုချုပ်ကိုင်မှုသို့မဟုတ်အတင်းအကျပ်နည်းလမ်းများအသုံးပြုပြီးအလုပ်လုပ်ခိုင်းခြင်းရောင်းဝယ်ခြင်းသို့မဟုတ်အမျက်ထုတ်ခြင်းတို့ကိုဆိုလိုပါတယ်။ဒီလိုလုပ်ရက်တွေဟာလူအခွင့်အရေးကိုချိုးဖောက်တဲ့အလွန်ကြီးမားတဲ့ပြစ်မှုတစ်ခုဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စီးပွားရေးအခက်အခဲများအလုပ်ကိုင်ရှားပါမှုများနှင့်သတင်းအချက်အလက်မလုံလောက်မှုများကြောင့်လူကုန်ကူးမှုအန္တရာယ်တွေပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။အထူးသဖြင့်လူငယ်များနှင့်အလုပ်ကိုင်ရှာဖွေနေသူများဟာပြစ်မှတ်ထားခံရနိုင်ခြေမြင့်မားပါတယ်။လူကုန်ကူးသူတွေဟာများသောအားဖြင့်အလုပ်ကိုင်ကောင်းကောင်းပေးမယ်ဝင်ငွေမြင့်မယ်ဆိုပြီးလိမ်လည်ဆွဲဆောင်တတ်ကြပါတယ်။ဒါကြောင့်ယုံကြည်ရတဲ့အရင်းမြစ်မဟုတ်တဲ့အလုပ်ကိုင်ကမ်းလှမ်းမှုတွေကိုသတိထားဖို့လိုအပ်ပါတယ်။ထို့အပြင်နယ်စပ်ဒေသများတွင်လည်းလုံခြုံရေးအားနည်းမှုကြောင့်လူကုန်ကူးမှုဖြစ်စဉ်များပိုမိုဖြစ်ပွားနိုင်သဖြင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကစောင့်ကြည့်ကာကွယ်မှုများပြုလုပ်နေပါတယ်။လူကုန်ကူးမှုကိုကာကွယ်ရန်အတွက်အရေးကြီးဆုံးအချက်ကတော့အသိပညာတိုးမြင့်ခြင်းပဲဖြစ်ပါတယ်။လူတဦးချင်းစီအနေနဲ့တန်တရားဖြစ်เสียအလုတ်ကမ်းလှမ်းမှုများကိုလက်မခံခြင်းမိသားစုနှင့်တိုင်ပင်ခြင်းနှင့်တရားဝင်အလုတ်ကင်ဌာနများမှတဆင့်သာအလုတ်ရှာဖွေခြင်းတို့ကိုလှုပ်ဆောင်သင့်ပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်လူကုန်ကူးမှုသည်လူအသက်နှင့်လွတ်လပ်ခွင့်ကိုထိခိုက်စေတဲ့အလွန်အန္တရာယ်ကြီးမားသောပြဿနာတစ်ခုဖြစ်ပြီးလူတိုင်းသတိထားကာကွယ်မှသာလျော့နည်းသွားနိုင်မှာဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့စီးဈေးနှင့်အသားငါးဈေးမြင့်တက်မှုအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာအခြေခံစားတောက်ကုန်ဈေးနှုန်းများတဖြည်းဖြည်းမြင့်တက်နေပြီးအထူးသဖြင့်စားသုံးဆီအသားနှင့်ငါးဈေးများဟာလူထုအတွက်အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ပထမဦးဆုံးအနေနဲ့စားသုံးဆီဈေးမြင့်တက်မှုကိုကြည့်မယ်ဆိုရင်ကမ္ဘာရေနံဈေးနှုန်းပြောင်းလဲမှုတည်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်မှုနဲ့နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုတို့ကအဓိကအကြောင်းရင်းများဖြစ်ပါတယ်။ထို့ကြောင့်စားသုံးဆီကိုနေ့စဉ်အသုံးပြုရတဲ့အိမ်ထောင်စုများအတွက်ဝန်ထုတ်ဝန်ပိုးပိုမိုကြီးမားလာပါတယ်။ထို့အပြင်အသားနှင့်ငါးဈေးများလည်းမြင့်တက်နေပါတယ်။တိရစ္ဆာန်အစာဈေးနှုန်းများမြင့်တက်ခြင်းလုပ်ငန်းကုန်ကျစရိတ်များတိုးလာခြင်းနှင့်တည်ယူပို့ဆောင်ရေးအခက်အခဲများကြောင့်အသားငါးထုတ်လုပ်သူများအတွက်ကုန်ကျစရိတ်မြင့်တက်လာပြီးနောက်ဆုံးဈေးကွက်တွင်ဈေးနှုန်းများတက်လာခြင်းဖြစ်ပါတယ်။ဒီလိုဈေးမြင့်တက်မှုများကြောင့်အိမ်ထောင်စုများအနေနဲ့နေ့စဉ်စားတောက်စရိတ်ပိုမိုမြင့်တက်လာပြီးဝင်ငွေနည်းသူများအတွက်အထူးအခက်အခဲဖြစ်ပေါ်နေပါတယ်။သို့သောအချို့သောဖြည့်ရှင်းနိုင်မဲ့လမ်းကြောင်းများလည်းရှိနေပါသေးတယ်။ဒေတာတွင်ထုတ်လုပ်မှုကိုတိုးမြင့်ခြင်းစိုက်ပျိုးမွေးမြူရေးကဏ္ဍကိုအားပေးခြင်းနှင့်တည်ယူပို့ဆောင်ရေးစနစ်များကိုပိုမိုထိရောက်အောင်ပြုပြင်ခြင်းတို့ကဈေးနှုန်းတည်ငြိမ်မှုအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်စီဈေးနှင့်အသားငါးဈေးမြင့်တက်မှုသည်လူထုဘဝအပေါ်ဓာတ်ရိုက်သက်ရောက်မှုရှိတဲ့အရေးကြီးပြဿနာတစ်ခုဖြစ်ပြီးစနစ်တကျဖြေရှင်းနိုင်မှသာလူနေမှုဘဝတည်ငြိမ်လာနိုင်မှာဖြစ်ပါတယ်။